K-drama တွေကြည့်ပြီးတော့ကိုရီးယားယူခဲ့တာတွေကိုတတိယလို့ဒီနေ့တော့ Korea style spicy ကျုံငဖဲလေးကလေးလှုပ်ရှားမယ်အရန်လွယ်ကူတာမို့လို့လိုက်လှုပ်ရှားကြည့်နော်သူကလေ top bookie တွေက face cake နဲ့တော်တော်လေးဆင်တယ်ဥနီလေးတွေလည်းပါပြီးတော့အိတုံတုံလေးဆော့ချဖို့အတွက်ငရုတ်နှစ်ကိုတော့ဒီဘူးလေးသုံးပါတယ်အိုးတဲ့ကိုငရုတ်နှစ်နှစ်စွန်းထည့်မယ်ကိုရီးယားတွေကတကြားနဲ့ပြားရည်လည်းသုံးတာမို့လို့တကြားတစ်စွန်းခွဲလောက်နဲ့ပြားရည်တစ်စွန်းစာလောက်လည်းထည့်လိုက်မယ်ပြီးရင်တော့ဆက်ဆက်လေးနဲ့စားခေါအောင်ငရုတ်သီးခွဲခြားမှုကို3စွန်းလောက်ထည့်ထားလိုက်မယ်အငံလေးလေးလိုတာမို့လို့ပစွန်ငပြားရည်လေးကို4-5ပေါက်လောက်ပြစ်ထည့်လိုက်မယ်ပြီးရင်တော့ရေထည့်မယ်မီးဖွင့်မယ်အထဲမှာပါဝင်တဲ့ sauce နှစ်တင်နဲ့ငရုတ်သီးမှုန့်တွေအကုန်ကြည်ဝအောင်မှုေမယ်ကြည်သွားပြီဆိုရင်တော့ဆွနက်ကလှိဖြတ်ထားတဲ့ကျုံငဖဲလေးကလေးတွေကိုတရုံချင်းစီထည့်မယ်9မိနစ်လောက်တည်ပြီးလို့ရှိရင်သူ့ကိုတစ်ဖက်တစ်ချမ်းကိုပဲလှန်မယ်ဇွန်းနဲ့မှွေလို့တော့မရဘူးเนาะသူကလိတ်ထားတာလေးဆိုတော့အကုန်ကြည်ကုန်လိုက်မယ်ကော်ဖီလေးတွေထည့်ပြီးတော့နောက်ထပ်10မိနစ်လောက်တည်ထားလိုက်ရင်အရန်ကိုအရသာရှိတဲ့ spicy ကျုံငဖဲလေးကလေးရပါပြီ